ဟဲ့အားလုံးပဲလားတင်ကြဟိုတခါမှပြောထားပါဘောနော်ကျောင်းဆက်ရဲ့ပိတ်တာကို vlog လေးတွေနေတိုင်းတင်မိမယ် daily vlog တင်မိမယ်ဖာဝဲဖာတူနဲ့တင်မိမယ်လို့ပြောထားပါဘောနော်ဒါပေမဲ့ပင်ကြီးမတင်ဖြစ်တော့ပါဘူးဘာလို့လဲဆိုတော့ပင်ကြီးအဲ့ပါဝမ်အဲ့ပင်ကြီးကျောင်းစပိတ်တဲ့ရက်ကနေပြီးတော့မှကွာဒီနေ့ဆိုလို့ရှိရင်28ရက်နေ့29ရက်နေ့အကြောင်းဖွင့်မှာအဲ့တော့ကျောင်းဆောက်ဖွင့်တဲ့ရက်က29ရက်ထိကလိုင်းနေရတော့မကောင်းတော့တင်လို့မရဘူးပေါ့အဲ့ဒါကြောင့်မလို့ဒီနေ့ကိုပင်ကြီးကဒီနေ့တစ်ရက်ကပြန်ကောင်းဒီနေ့တစ်ရက်ပဲကြာတော့ဆိုပင်ကြီးမရိုက်တော့ပါဘူးလို့စဉ်းစားထားအဲ့ရိုက်လို့ရတဲ့ဟာတွေရပြီမယ်ဘောနော်ခုသွားတိုက်တာကို flow ရနေလို့ပေါ့နော်ကဲအခုစားလိုက်ရအောင်ညဖြစ်တဲ့တမမလေးလို့ပင်ကြီးမရပြန်သွားပြီပေါ့နော်သူတို့မြေမျိုးပြန်သွားကြတယ်ထင်တယ်ရမန်လေးကအင်ကြီးပါလာယူကြတယ်သူကအဲ့ဒီလေးမနဲ့မှာခဏပြန်ကြည့်ရလားညပြန်ခိုင်းတယ် sorry ပါလို့တင်တယ်ဒါဝင်းညူမေးဟာဝင်းဟာအောက်တောင်လို့ဝင်းညူပြန်မင်းဟာပြင်ရတူလို့ကောင်းကောင်းမသိဒီညရေကောက်ပဲကွာအဲ့ဒါပင်ကြီးရဲ့ဒီကျူရှင်တစ်ခုကဖွင့်ထားတာအဲ့ဒါဖွင့်ထားတာကိုမင်းကပိုးလို့ပြောရပဲမယုံမအောင်ပင်ကြီးကညရေကောက်ပဲလေကွန်ပျူတာကိုဖွင့်နေတာဟုတ်လေတရားပဲလို့လားကျန်နေတဲ့ဒီကြောင်ကိုဖွင့်နေရေကောက်ပဲယူလာဖွင့်နေတာမဟုတ်လေမနေ့ကရှင်းဖွင့်တော့မယ်ဟာလက်ခံနေနောက်ရက်ဒီကပင်ကြမယ်တင်ပြီးလောက်တော့ထင်တယ်နော်တင်ပြီးလောက်တော့ဘာလို့လဲဆိုတော့ကျောင်းနေပါလေတော့မှာတင်ရတော့သူရှင်နှစ်ခုရှိတယ်ကျောင်းကဘူကနေရှစ်ခွဲကနေပြီးတော့ဒါပေမဲ့8နာရီ30ရောက်20ရောက်သွားတာဘာကျောင်းကတချင်းနေပါလေအဲပင်ပြီးအလေးနိုင်ရတော့အလန်အလေးပါစံလီပါဆရာအဲ့လိုတင်းကြီးကြောင်က bright နော်စီလို့ရှင်အဲ့သူက2နာရီစင်းတာ2နာရီစင်းလို့ရှင်သူက3နာရီကနေ5နာရီပြတင်းတူရှင်တစ်ခုအဲ့တူရှင်တစ်ခုပြီးတော့အမဒီနေ့ဖွင့်တဲ့တူရှင်ကကြတော့ဒီနာရီနဲ့6နာရီအဲ့တူရှင်ကကြတော့ဘာလဲဆိုကျောင်းဖွင့်တဲ့ရက်ဒီဆိုအဲ့တူရှင်ကကြတင်းကြီးက9နာရီမြင်9နာရီကနေ6ခွဲတော့သူက1နာရီခွဲပဲတင်ရတာပေါ့နော်9ခွဲပြီလို့ရှင်9နာရီကိုသာတလေ6နာရီမှပြီးလို့ရှိရင်တော့ပြင်ပြခုံခွဲစင်းတယ်နော်အဲ့ဒီရဘကကြတော့လေအလေကျောင်းပြီးရင်သွားတဲ့ကျူရှင်ကကြတော့လေသင်ကြီးတော့ဘယ်လိုလဲဆိုတော့ကျောင်းပြီးရင်သွားတဲ့ကျူရှင်ကကြတော့အဲ့ကျူရှင်တင်နေတဲ့ဆရာကဒူဘိုင်းသွားမှာဆိုတော့အဲ့ဆက်ရပဲကြံနေမှာအဲ့ဆရာပင်ကြီးနဲ့မတင်ဘူးအဲ့တော့အဲ့ဆရာနဲ့ကြတော့ပင်ကြီးကိုမတင်ဘူးမှကျလို့ဆိုပင်ကြီးတို့ဘုံတက်ဟူးရေတောက်ကြရင်2ရက်ထဲပဲပင်ကြီးကိုခေါ်ထားတာပေါ့နော်အဲ့တစ်ပတ်ကိုကျန်တဲ့ပတ်တည်းကတော့ပုံမှန်နိုင်တယ်နော်အဲ့ဒီအပြောပါနေ
နေ့လေကြရင်တင်လို့ရရင်လည်းတင်မယ်နော်